မိဘနှစ်ပါးဆုံးသွားတဲ့မိသားစုတစုသူတို့ကဓာတ်ရိုက်မေးတာတော့မဟုတ်ဂျားလူကနေမေးပေးတာသူတို့အဖေမေကအိပ်ပျော်ရင်းနဲ့တည်တယ်သူတို့ဆေးထိုးလိုက်တော့အိပ်ပျော်သလိုဖြစ်သွားတာပေါ့အိပ်ဆေးထိုးတာဟုတ်အဲ့တော့အိပ်ပျော်ရင်းနဲ့တည်လို့ရှိရင်ဘဝကူးကောင်းတယ်သူကဒီလိုယူဆတယ်ဘာဖြစ်လို့လဲဆိုတော့အိပ်တယ်ဆိုတာဘဝင်စိတ်တွေကအကုသိုလ်မှမဟုတ်တာအကုသိုလ်မဟုတ်တဲ့အတွက်ကောင်းတယ်ဒါကြောင့်မို့လို့သူတို့မိဘဟာကောင်းရဘဝရောက်မယ်ဒီလိုပြောတယ်အဲ့ဒါမှန်ပါသလားဖေဟာတဲ့တခြားလူတွေကအဲ့ဒါမဟုတ်ဘူးလို့ပြောနေတယ်အရှင်ဘုရားဒီကိစ္စအတွက်နည်းနည်းလေးအဖြေပေးပါဘုန်းကြီးကပြောပြဘလောက်အိပ်ပျော်ပျော်သေကံနီးရင်သေကံနီးဇောဒါမြန်မာလိုပြောတာပါဠိလိုပြောရင်မရဏတဏ္ဍဇောကျိန်းတွေစောတယ်အဲ့ဒီမရဏတဏ္ဍဇောသည်သူနဲ့နီးစပ်တဲ့အာယုံယူသွားမှာအဲ့တော့သေနေတဲ့အတွက်ကိုအိပ်နေတဲ့အတွက်ကိုမပြင်နိုင်ဘူးနော်ဆိုတော့နိုးချမ်းနေတဲ့တတိရှိနေတဲ့ဆိုရင်မိဘသို့မဟုတ်ရင်ညီကောင်မတော်မသို့မဟုတ်သားသမီးအမေဘယ်မှာဘာလူထားတယ်နော်အဖေဘယ်မှာဘာလူထားတယ်နော်ဟိုအဖေဥပုပ်ရှက်စောင့်ထားတာလည်းရှိတယ်နော်တရားစခန်းနေခဏခဏဝင်ထားတာနော်အဖေစူးစမ်းမှတ်နော်ဘေးကပြင်ပေးလို့ရသေးတယ်နော်ခုနအိပ်ပျော်နေတဲ့လူနာကိုပြင်ပေးလို့ရသေးတာတိုးတော့တစ်ချိန်တော့ကျိန်းတယ်မဟုတ်ချဒီဇောကတော့လာမှာမရဏတဏ္ဍဇောဆိုသေကံဤဇောလို့ခေါ်တယ်အဲ့ဒီဇော၅ချိန်ပြီးတာနဲ့ဟိုမှာနောက်မှာသေတော့မှာအဲ့တော့အဲ့ဇော၅ချိန်မှာအိပ်ပျော်နေတဲ့လူနာဟာဘယ်အာယုံယူလို့ယူမှန်းမသိဘူးဒီဘဝမိမိလောက်ခဲ့တဲ့ကုသိုလ်အကုသိုလ်ယူမှလားသို့မဟုတ်ရင်ဟိုအတိတ်ဘဝများစွာကလောက်ခဲ့မိတဲ့ကံဒီဇောကယူမှလားမသိဘူးဒီဇောကဘယ်အာယုံကိုယူလို့ယူမှန်းမသိဘူးဘေးလူကလည်းပြင်ပေးလို့မရဘူးလေပြင်ပေးလို့မရတဲ့အတွက်အိပ်ပျော်လို့သေတိုင်းကောင်းတယ်လို့ပြောလို့မရတော့ဘူးအားနည်းချက်ကဘာရှိလဲပြင်လို့မရဘူးဟုတ်တယ်နော်ပြင်လို့မရတချို့ရှိတယ်လေလူနာလူလက်ခံတာဘလို့မှမကြည့်နိုင်တော့ဘူးဆိုဘာလို့စေထိုးချတယ် cross ဆိုအိပ်ပျော်သွားတယ်အိပ်ရင်တက်လက်နဲ့ပဲအသက်ထွက်သွားတယ်ပေါ့ထားပါတော့စေပညာသဘောတရားရအိပ်ပျော်သွားတယ်အဘိဓမ္မာသဘောတရားပြောရင်အိပ်ပျော်တာမှန်တယ်သို့တော့သေကံနည်းရင်တော့ဘဝကူးမဲ့ပုဂ္ဂိုလ်တို့ဇောမစောပဲနဲ့ကူးဖို့မကူအဲ့ဒီဇောဒီအာယုံတစ်ခုခုချင်းနေယူတယ်ယူတဲ့အခါမှာဘေးကလည်းပြောပေးလို့မရတဲ့အတွက်သူကသူထင်မြင်တဲ့အာယုံထင်လာမှာပဲဒီဘဝအာယုံထင်မြင်နေထင်မယ်အတိတ်ဘဝများစွာလုပ်ခဲ့တဲ့အာယုံထင်မြင်နေထင်မယ်အဲ့တော့ဒီဘဝအာယုံထင်ဒီဘဝကိုလုပ်တဲ့အလုပ်ကအကျိုးပေးမှာဟိုအတိတ်ဘဝများစွာလုပ်ခဲ့တဲ့အလုပ်ကဒီမှာလာထင်နေဆိုရင်လည်းအဲ့ဒီကံတွေကဝင်အကျိုးပေးမှာဒီဘဝကံမပေးဘူးဘာကဝင်ထင်လို့ဘယ်လိုသွားမှန်းလဲမသိဘူးမကောင်းဘူးလည်းပြောမရဘူးကောင်းတယ်လည်းပြောလို့မရဘူးမသေးချဘူးလို့ပြောတာနော်ဒါအိပ်ပျော်ရင်သေလို့ကောင်းမယ်လို့တော့မထင်နဲ့ကဲဒါဆိုရင်နိုးချရင်သေတဲ့အချိန်မှာလည်းနှစ်မျိုးရှိတယ်ခုနပြောတဲ့တက်တောင့်တက်တာသေရင်ကိုအာယုံကောင်းလေးပြုလို့မရဘူးလည်းရတယ်အပြင်းထန်ယောဂနှိပ်စက်တဲ့ဒဏ်ချက်နဲ့သေမယ်ဆိုရင်အဲယောဂနှိပ်စက်တဲ့ဒဏ်ချက်ပြင်းလို့ရှိရင်မခံနိုင်ဘူးမခံနိုင်တာကိုဒေါသလို့ခေါ်တယ်ဒေါသနဲ့သေငရဲပြင်းနော်အဲမခံနိုင်လုံးအကြည့်တော့တတိတွေလစ်သွားတယ်ဆိုရင်မောဟနဲ့သေတရိษံပြေနော်တခါအဲ့ဒီအချိန်မှာစွဲမိစွဲရအာယုံတစ်ခုဇနီးဖြစ်စေခင်မွန်းဖြစ်စေသားသမီးဖြစ်စေစီးပွားဖြစ်စေစွဲလိုက်ပြန်ရင်လေလောဘနဲ့သေပိဋ္ဌာပြေဆိုတော့အသေးကောင်းဖို့လွယ်တာသေတယ်ဆိုတာတသက်တစ်ခါတော့သေချမှာပဲနော်သေခါနီးဟာတော်တော်ကိုအရေးကြီးတယ်တာမန်လို့တွေးလိုက်ရင်လည်းတာမန်ပဲလေသိအရေးကြီးတယ်လို့တွေးလိုက်ရင်လည်းအရေးမကြီးဘူးလားကြီးလားဒီတစ်ခါအမှားသည်နောက်တစ်ဘဝလုံးသွားမှာဟုတ်တယ်နော်ဒီသေခါနီးလေးအမှားသည်နောက်တစ်ဘဝလုံးမသွားဘူးလားသွားလားအဲ့တဘဝနဲ့ရက်ရင်တော်တယ်နော်မြေနှိမ့်ရလန်ဆိုင်တဘဝနှိမ့်ပြီးရင်နောက်ထပ်နှိမ့်တာတွေမလာနိုင်ဘူးလားလာနိုင်လားဥပမာပေါ့ထားပါတော့ဒီမှာအာယုံမကောင်းလိုက်လို့သေပြီးတော့တိရစ္ဆာန်ပုံရောက်သွားတယ်တိရစ္ဆာန်ပုံရောက်သွားရင်တိရစ္ဆာန်မှာကုသိုလ်ဆိုတာမရှိဘူးနော်နေ့စဉ်ပါတယ်လောဘဒေါသမောဟဟုတ်တယ်နော်စားမယ်တောက်မယ်တခါသူ့ဥစားလာလူကြီးမှာကြိုက်မယ်ခွမယ်နော်တခါနဲ့ဒေါသပြီးတော့ဗာတိဘာမှအကျိုးအကြောင်းဆိုးကောင်းမသိတော့မောဟအဲ့ဒါနဲ့ပဲဘဝတစ်လျှောက်လုံးလိန်နေတာအဲ့တော့သေနောက်ထပ်ကောင်းဖို့လွယ်မလားမလို့အတိတ်ကံတွေဝင်ပေးသွားရင်သာ तू ကောင်းရရောက်ရင်ရောက်မယ်အဲ့ဒီတရိษံဘဝလုတ်တဲ့ကံနဲ့ဆိုတော့ကောင်းရရောက်ဖို့ကိုမရှိဘူးဒါကြောင့်တခါနှိမ့်ပြီးရင်နောက်ဆက်တိုက်နှိမ့်သွားနိုင်တဲ့အတွက်သေကံနည်းလေးတစ်ချက်မကောင်းတာဒီအနာဂတ်ကိုတော်တော်လေးရိုက်ခတ်တယ်နော်
နည်းနည်းလေးရိုက်ခတ်တယ်လားအများကြီးရိုက်ခတ်တယ်လားအဲ့တော့ဒီသေကံဤဟာအရေးကြီးတယ်နော်